ဒါကျွန်တော်တို့အနောက်တောင်ပေါ်ဒါရောက်ခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်ရှင်မြေပေါ်တော့မရောက်သေးဘူးရှင်မြေပေါ်ကတော့ဟုတ်အပေါ်မှာအခုမှဆောက်လက်စားပဲရှိသေးတယ်ကျွန်တော်view ကောင်းတဲ့နေရာလေးတစ်ခုမှာမှတ်တမ်းတင်နေတာဖြစ်ပါတယ်ဟိုမှာအခုမှဆောက်တဲ့စေရက်လို့ခေါ်မလားဒါမှမဟုတ်ကျောင်းဆောင်တစ်ခုခုလို့ခေါ်မလားမသိဘူးသူ့ရဲ့ပုံစံကကျွန်တော်တို့ဒီဘက်မြန်မာပုံစံနဲ့တိတ်ပြီးတော့မတူဘဲနဲ့ရှမ်းပုံစံနဲ့တူတယ်ပြီးတော့ယူရီးယားပုံစံနဲ့တူတယ်ပေါ့နော်ဆိုဒီဘက်မှာဆိုလို့ရှိရင်တော်တော်လှတယ်ဟိုမှာဆိုလို့ရှိရင်မြင်နေရတယ်ပေါ့နော်တော့မိုက်တယ်အခုကတော့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့မန္တလေးတိုင်းကုမဲမြို့နယ်တဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ပြက်ခွေတောင်ပေါ့နော်ပြက်ခွေတောင်ရှေ့တောင်နဲ့နောက်တောင်ကိုကျွန်တော်တို့တက်ဖို့အတွက်အစီအစဉ်နေတာဖြစ်ပါတယ်အခုကတော့ကုမဲမြို့တွေကိုစပြီးတော့ရောက်ပါပြီအခုကတော့ဒါကျွန်တော်တို့လှမ်းမြင်နေရတဲ့တောင်ကျောတစ်ခုလုံးကဒါပြက်ခွေတောင်ကျောလို့ပြောကြပါတယ်ပြက်ခွေတောင်မှာတော့အရှိတောင်နဲ့အနောက်တောင်ဆိုပြီးတော့သူကခွဲပြီးတော့ရှိပါတယ်ကျွန်တော်တို့ကတော့တနေတဲနဲ့ပြက်ခွေအရှိတောင်ရောအနောက်တောင်ရောကိုတနေတဲအပြီးတက်ဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်ပြက်ခွေတောင်အရှိတောင်ရောအနောက်တောင်ရောတက်ဖို့အတွက်ခရီးစဉ်အစအဆုံးကိုစီစဉ်ပေးခဲ့တဲ့တိုးကတော့ Hiking Paradise ဖြစ်ပါတယ်အခုကတော့ပထမဆုံးကျွန်တော်တို့ကားထားတဲ့နေရာနေပြီးတော့ပြက်ခွေတောင်ဆရာတော်ကြီးသတင်းသုံးတဲ့အကြောင်းကိုဦးတည်ပြီးတော့ဒါသွားနေတာဖြစ်ပါတယ်ဗောနော်ဒီနေရာကဆရာတော်ကျောင်းနာကလမ်းမြင်ရတဲ့ပြက်ခွေအနောက်တောင်တော်ဖြစ်ပါတယ်ဆိုတော့အဲ့တောင်လေးထိကျွန်တော်တို့တက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းကျောင်းရောက်နေတာဖြစ်ပါတယ်ဖုန်းကျောင်းနေပြီးတော့အနောက်တောင်ဘက်ကိုဆက်ပြီးတော့တက်မှာပေါ့နော်လူစုနေတော့မှရှိသေးတယ်လူစုပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်အနောက်တောင်ဘက်ကိုဆက်ပြီးတော့တက်မှာဖြစ်ပါတယ်နောက်တောင်ကနောက်တောင်ဟိုဒီထဲမှာဘိုက်ကြီးထောင်းနေကွာဘိုက်ချက်ကျွန်တော်ဒီခီးစဉ်ကိုမ join ခင်ပထမရက်ဒီမှာပေါ့နော်ကျွန်တော်ပြက်ခွေးတောင်ခီးစဉ်အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ social media ကနေပြီးတော့ search လုပ်ခဲ့တယ်ပေါ့ဆိုတော့လုပ်ခဲ့တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီပေါ့နော်ပြက်ခွေးတောင်နဲ့ပတ်သက်ပြီးတော့ဘာမှလို့ data တွေမရှိဘူးပေါ့နော်အများသောအားဖြင့်ကျတော့တက်တဲ့သူတွေကတော့ရှိတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာ data မှမတွေ့ရလောက်အောင်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တော်တော်အံ့ဩပါတယ်ဆိုတော့ဘာအံ့ဩသွားလဲဆိုတော့ကျွန်တော်တို့တောင်တက်တယ်ဆိုလို့ရှိရင်တောင်တက် view ဆိုလို့ရှိရင်အဲ့ဒီမှတ်တမ်းတွေကဒီ social media မှာအများသောအားဖြင့်တင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီတောင်နဲ့ပတ်သက်ပြီးတော့ဘာမှမတွေ့ဖြစ်တာပါအဲ့ဒီလိုမှတ်တမ်းမတွေ့ရတဲ့အကြောင်းရင်းကိုလည်းကျွန်တော်ဒီတောင်ကိုအနောက်တောင်ထိပ်နီးပါးလောက်ထိပေါ့နော်တက်ပြီးပြီဆိုတော့မှပဲကျွန်တော်အဖြေကိုသိခဲ့ရတာဖြစ်ပါတယ်โอเคလာစင်ပြေတယ်နောက်တစ်ခုလောက်ရိုက်မယ်နော်လာတော့ရပြီလားဘယ်လာတော့ထိုင်ပြီးထိုင်ရမယ်ဒီရောလာဘယ်လိုချလိုက်ဒီလိုရိုက်မယ်ကိုအားကိုတယ်ပေါ့နည်းနည်းလေးမောင်ရနော်မေးပြန်မရဘူးဘောလုံးကြတော့ကိုကြည့်လာတဲ့ဟာအပြင်ကလာတဲ့အချိန်မှာ energy ကိုကုန်လိုက်
ပြက်ခရီးတောင်ကမန္တလေးတိုင်းထဲမှာရှိတဲ့အပြင်ကျွန်တော်မြန်မာနိုင်ငံရဲ့အလဲပိုတက်တဲ့ဖြစ်တဲ့အတွက်ရာသီဥတုကအင်မတန်မှပူပါတယ်ကျွန်တော်တို့မျှော်မှန်းထားတဲ့ရလဒ်ထက်ပိုပြီးတော့ဆိုးပါတယ်ကျွန်တော်တို့မတူညီတဲ့ဒေသတွေပြီးတော့တောတောင်တွေထဲသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဧည့်သည်ဖြစ်တဲ့အတွက်ဒေသခံလမ်းပြတွေကိုဒါကျွန်တော်အကူအညီတောင်းရပါတယ်ပေါ့နော်ဒါသူတို့ရဲ့အကူအညီကလည်းကျွန်တော်တို့ခရီးဆုံးအောင်ဘေးကင်းကင်းနဲ့ရောက်ဖို့အတွက်သူတို့ရဲ့အကူအညီကလည်းအင်မတန်မှအရေးကြီးပါတယ်ခင်ဗျဒါတတိယလို့ကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါကျတော့လေရင်ပုံတရံတိမ်တိုက်လေးတစ်ခုကိုတွေ့ကြရတာဖြစ်ပါတယ်ပြက်ခရီးတောင်တော်ကပို့ပြီးတော့မတ်ဆောက်တဲ့အပြင်လမ်းမှာလည်းကြောက်တုံးတွေကြောက်ဆောင်တွေအင်မတန်မှများပါတယ်ဆိုတော့မိုးရင်းမှာဆိုလို့ရှိရင်တော့ကုတ်အားကောင်းတဲ့ဖက်နှက်တွေနဲ့တက်တာကပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ရင်းကြီးလည်းရှိပါတယ် ဘူးရရတိုင်နေပါ မိုးကတိတ်အဲ့တိတ်မရွာဘူးလား မတော်တော်ထိုက်ပါ အဲ့ရွာလေးလို့ဟုတ်ပါဘူး ဒီချောင်းနဲ့ပေါ့မတတ်တော့မလိုက်ဘူးတော်တော်တူတမတူလိုက် ကျွန်တော်တို့မနက်8:45တောင်ချီကနေပြီးတော့စပြီးတော့တက်ခဲ့တဲ့ခရီးကအခုဆိုလို့ရှိရင်တော့မနက်10:00နာရီခွဲကျော်ဝင်ချိန်ဖြစ်နေပြီပေါ့နော်ဆိုတော့အဲ့ဒီခါကျတော့ဒီနေရာမှာပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တောင်ပေါ်တက်လာတာနဲ့အမျှတောင်ပေါ်ကပို့ပြီးတော့မြင့်လာလေညာတော့အဖြစ်ရကြတော့ပေါ့နော်ပို့ပြီးတော့လေယာတိုက်လာလေရာသီဥတုကပို့ပြီးတော့အေးလာလေဖြစ်ပေမဲ့ဒီတောင်ကအဲ့လိုမျိုးမဖြစ်ဘဲနဲ့လေလုံးဝမတိုက်တဲ့အပြင်ကျွန်တော်တို့ရာသီဥတုအေးတယ်ဆိုတဲ့တန်းကိုလည်းတိတ်ပြီးတော့ခံစားခဲ့ရတာမရှိပါဘူးဒါပြက်ခရီးအနောက်တောင်ကိုတက်တဲ့ခရီးမှာဒါကျွန်တော်တို့နေရာအကွာဝေးသတ်မှတ်ချက်လေးတွေကိုဒီနံပါတ်စင်လေးနဲ့ဆိုင်းဘုတ်လေးတွေထောင်ပြီးတော့တက်ထားပြီးမယ်အရှိတောင်ကိုတက်တဲ့ခရီးမှာတော့နံပါတ်စင်နဲ့မဟုတ်ဘဲနဲ့တခြားကျွန်တော်ဘာသာတရားနဲ့ပတ်သက်တဲ့စာလေးနဲ့ပေါ့နော်ဒါကျွန်တော်တို့ပြန်ပြီးတော့မတူညီတဲ့ပုံစံနဲ့သင်္ကေတအနေနဲ့သတ်မှတ်ထားတာမျိုးတွေ့ရပါတယ်ဆိုတော့အဲ့ဒါကိုတော့ဆက်ပြီးတော့ဖော်ပြပေးပါမယ်အခုတော့ဒါကျွန်တော်တို့ပြက်ခရီးအနောက်တောင်ပေါ်ရောက်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့စပြီးတော့ရောက်တဲ့အချိန်မှာတွေ့ရတဲ့မြင်ကွင်းကကြတော့ပဇင်းတွေရယ်ပြီးတော့ဒီလိုမျိုးမတူညီတဲ့အကြောင်းဆောင်လေးတစ်ခုရယ်ပြီးတော့ဆောက်လက်စဇေဒီတော်တွေရယ်တွေ့ရပါတယ်အခုကတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုဟိုမှာရှိတဲ့အလဲပိုတက်တဲ့မှာရှိတယ်ပေါ့နော်ပြက်ခရီးအနောက်တောင်ပေါ်ရောက်နေတဲ့မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်ဆိုတော့တောင်တက်ချင်းရဲ့အကျိုးကျေးဇူးကတော့တောင်ပေါ်ရောက်ပြီဆိုတော့မှပဲအောက်ကမြင်ကွင်းကိုပြန်ကြည့်ပြီးတော့ကျွန်တော်တို့အဲ့ဒီရလက်ကိုခန်းစားနိုင်တာဖြစ်ပါတယ်တောင်ပေါ်ခုမှတင်နေတဲ့စီဒီပေါ်ကိုဒါကျွန်တော်တက်နေတာဖြစ်ပါတယ်ဆိုမျိုးတွေကတော့အမှတွေ့တဲ့အတိုင်းပဲချက်ချင်းလည်းနေတယ်သူကဆိုင်းလာရာသီဥတုကတော်တော်တိတိတသားလေးတိတိတသားကိုအပြောင်းလေးရမ်းမြန်တယ်ပေါ့နော်ဒါထမင်းစားပြီးတော့ကျွန်တော်အချိန်အားဖြင့်တော့နေ့လယ်တနာရီခွဲဝင်ချိန်ဖြစ်နေပါပြီဆိုတော့အဲ့ဒီမှာထမင်းစားပြီးတဲ့အချိန်မှာကျွန်တော်မိုးရွာတယ်ပေါ့နော်မိုးရွာပြီးတဲ့အချိန်မှာချက်ချင်းပဲနေရပြန်တာလာတဲ့အချိန်မှာကျွန်တော်တောင်ပေါ်ကနေပြီးတော့ဒါရသလောက်မှတ်တမ်းတင်နေတာဖြစ်ပါတယ်ခင်ဗျပါတယ်မို့ဒီမျိုးမို့နောက်နည်းနည်းဆိုတော့ကြောက်တယ်မလားနောက်ကနည်းနည်းဆိုပြီးလက်ကိုနောက်လေးနဲ့ထောက်ဟွာအေးဟုတ်တယ်လေရှုပ်ပေါ်ဟိုနေတာထိုးဘာမှမမြင်ရတော့စက္ကန့်မကြည့်နေရတော့
အခုကတော့ကျွန်တော်တို့အနောက်တောင်ကနေပြီးတော့အရှိတောင်ကိုဆက်ပြီးတော့ကူးဖို့အတွက်ကျွန်တော်တို့ခရီးစဉ်စတင်နေတာဖြစ်ပါတယ်တခုရှိတာကကျွန်တော်တို့ခြေလျင်အားဖြင့်အနောက်တောင်ကိုတိုက်ရိုက်ကူးမယ်ဆိုလို့ရှိရင်ည8 နာရီ9 နာရီဝန်းကျင်လောက်မှရောက်သွားလိမ့်မယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့အမှအုတ်သေးကြောက်တင်တဲ့ဖောကားတစ်စီးနဲ့ဒါကျွန်တော်တို့လမ်းကြုံတောင်ချီအထိကိုပြန်ပြီးတော့ဆင်းသွားလိုက်တာဖြစ်ပါတယ်တောင်ချီဆိုတာကြတော့ကျွန်တော်တို့အရှိတောင်ချီပေါ့နော်နောက်တောင်ချီကတော့ကျွန်တော်တက်ခဲ့ပြီးတော့အရှိတောင်ချီကိုကျွန်တော်တို့ဆက်ပြီးတော့ဒီကားနဲ့ဆင်းပြီးသွားပြီဆိုတော့မှအဲ့ဒီကနေမှအရှိတောင်ပေါ်ကိုကျွန်တော်တို့ခြေလင်းလမ်းလျှောက်ပြီးတော့ဆက်တက်မှာဖြစ်ပါတယ်ခင်ဗျတေကားတစ်ကြည့်ပဲလားအခုကတော့အရှိတောင်ခြေကနေပြီးတော့ဒါကျွန်တော်တို့လမ်းလျှောက်ပြီးတော့ဆက်တက်နေတာဖြစ်ပါတယ်我要没了吧，两毛。啊。ပြက်ခရီးတောင်တက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတိထားရမယ့်ကိစ္စတစ်ခုကကြတော့အဝတ်စားဝတ်တဲ့အခါကြလို့ရှိရင်အရန်ကြီးပူအိုက်မနေတဲ့ပေါ့ပါအဝတ်စားမျိုးတွေနဲ့ပဲတက်တင်ပါတယ်တောင်ရဲဖွဲ့စည်းပုံရဲကျွန်တော်တို့တောင်ကတည်ရှိတဲ့နေရာကမြန်မာနိုင်ငံရဲ့အလဲပိုးတဲ့မှာရှိတဲ့ဖြစ်တဲ့အတွက်အရန်ပူပါတယ်ပြီးတော့လေလည်းလုံးဝမတိုက်တဲ့အတွက်အင်မတန်မှလည်းရာသီဥတုကဆိုးပါတယ်ဥပမာကတော့ရှိသေးတယ်။နှစ်ခုဖြစ်သွားပြီအဲ့ဒါနောက်14ခုပဲဆက်နေဘူးဆက်နေ10ခုဆက်ကြတယ်လေကျွန်တော်အရှိမပြောခဲ့သလိုမျိုးပဲပေါ့နော်အနောက်တောင်တက်တဲ့အချိန်မှာသူတို့ကနံပါတ်တွေနဲ့ကျွန်တော်တို့နေရာအကွာအဝေးကိုသင်္ကေတအနေနဲ့ဖော်ပြပေးမယ်ဒီအရှိတောင်ဆက်တက်တဲ့အခါမှာကျတော့24ပစ္စည်းခေါင်းစဉ်တွေပေါ့နော်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအဓိပတိပစ္စည်းရောအစသဖြင့်ပေါ့နော်ဆိုတော့အဲ့နေရာဒေသတွေကိုဒီ24ပစ္စည်းခေါင်းစဉ်တွေနဲ့သင်္ကေတအနေနဲ့ဖော်ပြတာမျိုးကိုကျွန်တော်ထူးထူးဆန်းဆန်းတွေ့ရတယ်ပေါ့နော်ဒါကတော့ပြက်ခွေတောင်ဆရာတော်ကြီးရဲ့အကြံဉာဏ်လို့လည်းဒါသိရပါတယ်ပေါ့နော်အခုဒါကျွန်တော်တို့အရှိတောင်ကိုတက်နေတာညနေ4 နာရီဝန်းကျင်လောက်ရှိပြီပေါ့နော်ရာသီဥတုကတော့တွေ့တဲ့အတိုင်းပါပဲလေကလုံးဝကိုမတိုက်ပါဘူးခင်ဗျာဖြစ်တော့ကျွန်တော်တို့ညနေ9 နာရီထိုးဖို့3မိနစ်ပဲလိုရတယ်ပေါ့နော်အဲ့အချိန်မှာပဲဟိုးကမြင်ရတဲ့တောင်ကတော့ဒါကျွန်တော်တို့မနေ့ပိုင်းမှာတက်ခဲ့တဲ့အနောက်တောင်ဖြစ်ပါတယ်အခုကျွန်တော်တို့ရှေ့တောင်ရဲ့တောင်ထိပ်ကိုဆက်ပြီးတော့တက်နေတာဖြစ်ပါတယ်ဒါကတော့ချမ်းမီပါရမီတော်ရဒေသခံတွေခေါ်ရတော့အောက်ကျောင်းလို့လည်းခေါ်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အခုတော့အဲ့နေရာကိုရောက်ခဲ့ပါပြီဒါပေမဲ့ကျွန်တော်ဆက်ပြီးတော့သွားအောင်ပါကွာအနည်းဆုံးတော့နိုင်ဝက်လောက်ဆက်ပြီးတော့ရှောက်အောင်မယ်လို့ပြောပါတယ်ဒါကတော့ခုနတွေ့ခဲ့တဲ့ချမ်းမြေပါရမီတောရကျောင်းထဲမှာအောက်ကျောင်းလို့လည်းခေါ်တာပေါ့နော်အဲ့ထဲမှာကျွန်တော်နောက်ကဆက်ပြီးတော့တက်လာမယ့်အဖွဲ့တွေကိုထိုင်ဆောင်နေတာဖြစ်ပါတယ်ဆိုကျောင်းထဲမှာတော့သတင်းသုံးနေတဲ့ဆရာတော်တန်ဃာတော်တွေရဲ့ပြီးတော့တခြားသောသီလရှင်ဆရာကြီးဆရာလေးအနည်းငယ်တချို့ကိုလည်းတွေ့ခဲ့ရပါတယ်哎呀，呀，这也不好。咱们来 ，come on。ပြီးတော့ရှင်းလိုက်ပါဟိုကဖျားလားအဲ့အမေးချင်နေတာဟုတ်တယ်မလားသွားခဲ့တဲ့ဟာလားလို့ဟုတ်တယ်အနောက်တောင်လားဟိုကဟုတ်တယ်အဲ့ထိကဖေးရလေဟိုအဲ့ကောင်တက်ခဲ့တာပေါ့ဒီတောင်လေးရှင်းရပါတယ်ဒီလိုတော့ဖြစ်မှာတ
နောက်ဆုံးတော့ကျွန်တော်တို့ပြက်ခွေတောင်ပေါ်အပေါ်ကျောင်းကိုရောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျအခုကတော့အထုပ်ကလေးကျောင်းပေါ်မှာချပြီးတော့ဒါကျွန်တော်တို့အရှိတောင်ပေါ်မှာရှိတဲ့တောင်ထိပ်ပေါ်ကဈေးပေါ်ကနေပြီးတော့ညနေစီးစာမြင်ခွင့်ကိုသွားပြီးတော့မောပြေထိုင်ကြည့်နေတာဖြစ်ပါတယ်ခင်ဗျာအဲ့အန်ကယ်အဲ့ဒီ view မတရားလှနော်အဲ့ဒီတောင်လို့ဆရာမလားတပ်ပံယူထားတဲ့အန်ကယ်လေးတော်လှဟိုဘက် view စရနော်view တရားရုံးမှာဒီလိုဆိုတော့ခရိုက်ကွယ်ရောဒီချိန်တော့ထပ်တော့ဝင်ပေါ့ချိန်မီလေးဟုတ်တယ်မင်းက view လေးပါထည့်ကြည့်လို့မျိုးလေးဟိုညကြရင်လည်းနောက်တစ်ခေါက်ထပ်တယ်ညကြရင်လေနောက်ခေါက်ထပ်တော့မဟုတ်ညဟိုရှိုးဒီရှိုးပေါ့ဟိုဆူလာတော့ရှိုးလာလေဆူလာလိုက်တင်နေဟုတ်လေဟိုဘက်ဖျားတယ်မီးထုံးပါပဲလေအဲ့ဒါဒီဘက်ကိုလမ်းကြည့်ရင်ဟုတ်တယ် nice scene ကျော်တွေ့ခဲ့ဟိုပထုံးမြူပြဟိုမှာမလားဟုတ်ပါတယ်အပြန်တော့အဲ့ဒါနေကြတာလေဟုတ်တယ်တော့တက်ခဲ့တာဗျာဆိုကားလန်ပို့တာတော့တောင်းကွာတောင်းအချက်တောင်းရှိလောက်ပဲပို့တာပါကားလန်ပို့တာဒီမှာလေကျွန်တော်တို့အဲ့ကားလန်ကြီးဟိုမှာတွေ့လားအဲ့ဖြတ်ခဲ့တဲ့ကားလန်ဟိုမှာဟိုကနေစင်းကအဲ့ကားလန်ပတ်တက်လာအဲ့ဖျားထိကျွန်တော်စင်းတော့ကျွန်တော်တို့ပို့ရတော့ဟိုအရင်ကြီးတော့မပို့ဘူးလားပို့တာပေါ့ဟိုးနာနေပြီးတော့လေဟိုတောင်နေကျွန်တော်တို့ဒီတောင်တက်နေဆိုတဲ့အချိန်မှာအဲ့ဒီထိပို့တာပေါ့အဲ့မဲ့ကျွန်တော်တို့ဒီဟာဟိုမပို့ဘဲနဲ့အဲ့ဒီတောက်လျှောက်ကြီးစင်းပြီးတော့လမ်းလျှောက်တက်မယ်လေအဲ့လိုချောအောင်အဲ့ရမောင်ရကောင်မလောင်နဲ့ထွက်အောင်မယ်ကျွန်တော်လက်အချားမဟုတ်ဟိုကလည်း9နိုင်ခွဲ6နိုင်လောက်ဆိုကောင်မလောင်ထွက်ရင်လေဖြုတ်လေးထွက်လာမှာတို့ဆိုရင်အော်ပေါ်လည်းမပြောနဲ့ကျွန်တော်လေမျိုးကြိုက်တာအများကြီးပဲအခုနိုင်မြူမဆိုင်ရင်တော့ပန်းလောက်မြက်ကလေးတော်တော်လှတာဟိုဘက်နောက်ဘက်က view ကြည့်လိုက်တယ်ဒီ view နဲ့ဆိုတော့တန်သွားပါတန်သွားပြီချိန်မီလေးပဲနည်းနောက်ကြောက်သွားရတာကြောက်လို့ဝူးရွာကြီးရွာဦးလေဘိုးကကြောက်ပြီးရွာနေပြီရွာနေပြီဒီမှာလေဒီ view ကိုပြောရလေတနေ့တည်းတောင်နှစ်တောင်ကိုတက်တဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ဗီဒီယိုကထင်ထားတဲ့ပို့ပြီးတော့နည်းနည်းလေးရှည်သွားပါတယ်အဲ့ဒါကြောင့်မလို့လဲတောင်းပန်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်တို့ပြန်ပြီးတော့ဆင်းတဲ့လမ်းကမတူညီတဲ့လမ်းကဆင်းမှာဖြစ်တဲ့အတွက်နောက်ထပ်ဗီဒီယိုတစ်ခုထပ်ပြီးတော့တင်ပေးပါအောင်မယ်ဆိုတော့အချိန်လဲနည်းနည်းရှည်သွားပြီဖြစ်တဲ့အတွက်အဆုံးထိကြည့်ပြီးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ကနေဝင်စီးစာဖြစ်ပါတယ်ဆိုတော့တော်မိုက်တယ်ရောကြည့်လို့ကောင်းတယ်ဒီမှာဘာမှမမြင်ရတော့ဒါပေမဲ့ပြန်ပြလို့ရတယ်လေရိုက်စာသားတွေရတယ်နည်းနည်းဆိုရွှေရောင်ကျွန်တော်တို့အရှိတောင်ပေါ်မှာညနေ9နာရီခွဲကျော်ဗီဒီယိုမှတ်တမ်းတင်နေစဉ်အချိန်မှာပဲပေါ့နော်ချက်ချင်းဆိုသလိုမိုးကရာသီတို့ကဆိုးလာပြီးတော့မိုးရွာလိုက်တာအခုဆိုလို့ရှိရင်နောက်တောင်ကိုလုံးဝမမြင်ရတော့ပါဘူးဆိုတော့မိုးကတဲကြီးမဲကြီးနဲ့ကိုရွာတာဖြစ်တဲ့အတွက်မြင်ခွင့်ရတော့လက်ရှိဗီဒီယိုတွေကအတိုင်းပါပဲပေါ့နော်ဟုတ်တယ်ခေါင်းနေရောတတ်ထားဝိုင်းဘုရားတိတ်သွားပါလေဘုရားကိုချိုးရမတိတ်ဘူးဘုရားထွက်လာပြီလက်နေထွက်လာပြီနေထွက်လာပြီဒါကတော့ပြက်ခွေအရှိတောင်ပေါ်ကနေပြီးတော့မြင်လိုက်ရတဲ့ညဘက်မြင်ခွင့်ဖြစ်ပါတယ်ဆိုတော့မှုံပြပြလေးတွေပဲမြင်ရပါတယ်ဆိုတော့အဆုံးထိကြည့်ပေးတာကျေးဇူးများတင်ပါတယ်channel ကိုလည်း
like share subscribe လုပ်ဖို့အတွက်ကိုလည်းမေတ္တာရက်ခံပါတယ်